တော့မဟုတ်ဘူးဆိုရင် it's not that ဒါလေးကိုသုံးပြောလို့ရတယ်ဥပမာငါမင်းကိုမယုံတာတော့မဟုတ်ဘူးငါစဉ်းစားဖို့အချိန်တစ်ခုလိုတယ်ဒါလေးကိုအတူတူရေးကြည့်ကြရအောင်တော့မဟုတ်ဘူးဆိုရင် it's not that ငါမင်းကိုမယုံတာတော့မဟုတ်ဘူးဒါလေးကိုအရင်ရေးမယ် I don't trust you it's not that I don't trust you ငါမင်းကိုမယုံတာတော့မဟုတ်ဘူး comma ချိန်တစ်ခုလိုတယ်ဆိုရင် I just need some time စဉ်းစားဖို့ဆိုတော့ to think it's not that I don't trust you I just need some time to think ငါမင်းကိုမယုံတာတော့မဟုတ်ဘူးငါစဉ်းစားဖို့အချိန်တစ်ခုလိုတယ်အကယ်၍များငါဂယုမဆိုင်တာတော့မဟုတ်ဘူးငါဘလို့ကူညီရမှန်းမတိတာပါ It's not that I don't care I just don't know how to help အကယ်၍များကျွန်တော်မင်းကိုရှောင်နေတာတော့မဟုတ်ဘူးဒီရက်ပိုင်းကျွန်တော်အလုပ်များနေလို့ပါ It's not that I'm avoiding you I've just been super busy lately နားလည်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် Thank you bye bye